မျိုးသမီးကဟင်းကိုတလုံးမြည်ကြည့်လိုက်တော့အနှဲငယ်ငန်နေတာကိုတတိထားမိသွားတယ်။ဒါပေမဲ့သူမကပြဿနာရှာမဲ့အစားစားကိုလက်တဆုပ်စားလောက်ယူဟင်းတဲကိုအားရပါရခတ်သေးပြီးမွေးနှောက်လိုက်တယ်။ပြီးတော့မှဆိုင်ရှင်စီပြန်ပေးပြီးဒီဟင်းကဘာရတာမှမရှိဘူး။စားခတ်ဖို့မေ့နေတာလားလို့ခက်အေးပဲမေးလိုက်တာပေါ့။ဆိုင်ရှင်ကလည်းသူကိုယ်တိုင်ဟင်းခတ်တာအတီးကျဆိုတော့စိတ်ချလက်ချနဲ့မြည်ကြည့်လိုက်တဲ့အခါအလိုငါတကယ်ပဲစားခတ်ဖို့မေ့သွားတာလားဆိုပြီးတန်တော်ဖြစ်သွားနီးဟင်းမကန်အသည့်ပြန်လုပ်ပေးဖို့တောင်ကမ်းလှမ်းခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒီအမျိုးသမီးကတခုကိုရိပ်မိသွားတယ်။ဒီလူဟာလျှာအရသာလုံးဝမသိတော့ဘူးဆိုတာပဲ။တကယ်တော့ဒီလူကတစ်ချိန်ကနာမည်ကြီးထိတ်တန်းစားဖို့မူလောင်းလျာတယောက်ပါ။အရင်ကဟင်းချက်ပြောပလန်ခွဲတစ်ခုမှအနိုင်လိုချင်လို့လို့ငါးဖားဖောင်းဆိုတဲ့ puffer fish ကိုအဓိကပါဝင်ပစ္စည်းအဖြစ်သုံးခဲ့ဘူးတယ်။ငါးဖားဖောင်းကအရသာရှိပေမဲ့စနစ်တကျမကင်တွယ်တဲ့အစိတ်ရှိတယ်လေ။အဲ့ဒီမတော်တဆမှုကြောင့်ပဲသူဟာလျှာအရသာခံစားမှုကိုဆုံးခဲ့ရပြီးလူမြင်ကွင်းကနေပျောက်ကွယ်သွားခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ဓာအတုံးလုံးနဲ့ဟင်းခတ်အချိုးစားတိကျမှုတွေကတော့ကြောက်ခမန်းလေးပါပဲ။စားတော့ဆိုင်ပိုင်းရှင်အမျိုးသမီးကဒါကိုမြင်ချင်းသိလိုက်ပြီးသူ့ဆိုင်မှာအလို့လို့ဖို့လာစာအများကြီးပေးပြီးကမ်းလှမ်းခဲ့တယ်။နောက်နေ့ဆိုင်ကိုရောက်တော့သူကလက်ရှိမန်နျူတွေကဟင်းတွေကိုအမိုက်တွေလိုပေါ်ပြီးဝေဖန်တော့တာပဲ။မန်နေဂျာကမချေနဲ့လို့သူ့အရေးချင်းကိုတက်တည်ပြခိုင်းတဲ့အခါသူကမိဖို့ကြောင့်လည်းဝင်ဓာကိုအငင်သွေးပြီးသူ့ရဲ့အမကန်ဓာစွာမြုပ်မှုကိုထုတ်ပြလိုက်တယ်။သူလီးထားတဲ့အာလူကြောင်လေးတွေဆိုရင်ဆက်နဲ့လီးထားတယ်လို့တစ်ချောင်းနဲ့တစ်ချောင်းအရွယ်အစားအတိအကျပဲ။ဆိုင်ရဲ့နာမည်ကလည်းချက်ချင်းဆိုသလိုထိုးတက်သွားတော့ပြိုင်ဘက်တွေကမနာလိုဖက်ပြီးလူသိရှင်ကြားစင်ခေါ်ပါလိတော့ပြိုင်ပွဲမှာပထမအဆင့်ကတနာဟီအတွင်းဟင်းလေးမျိုးချက်ရမယ်ဆိုတာပဲဒါပေမဲ့ပြိုင်ဘက်ထွက်ကစီနဲ့စားအစရှိတဲ့အခြေခံဟင်းခတ်ပစ္စည်းအားလုံးကိုအကွက်ကြကြအရင်ဥအောင်ယူသွားကြတယ်။သူကတော့လုံးဝမတုံလို့ပဲသူ့အဖွဲ့စားတွေကိုဝက်စီကားဒီစီထုတ်ခိုင်းငါးရးကနေစားထုတ်ခိုင်းနေကြံရည်ကနေတကြားချက်ခိုင်းလိုက်တယ်။အချင်းကကတ်နေပေမဲ့သူကငါးတကောင်ကိုအဒီးကောက်ထားပြီးချက်ပြုတ်လိုက်တယ်။အကဲဖြတ်ချိန်မှာတော့ပြိုင်ဘက်တွေရဲ့ဟင်းတွေကအရန်လှပါနေပြီးအမှတ်ကောင်းကောင်းရခဲ့ကြတယ်။ဒါပေမဲ့သူ့ရဲ့ငါးဟင်းကိုမြင်တော့အားလုံးကလှောင်ကြတာပေါ့။သူကတော့ဘာမှပြန်မပြောပဲကက်ကြီးနဲ့ငါးကိုဘောကချီနှောင်ထားတဲ့ဂျိုးလေးကိုဖျက်လိုက်တဲ့အခါအားလုံးပါဇက်ဟောင်းတာဖြစ်သွားရတယ်။အဲ့ဒီငါးတကောင်လေးတွေမှာပဲဟင်းလေးမျိုးစလုံးကအစင်တဲ့အစီနေတာပါ။ဒိုင်လူကြီးတွေမိကြည့်လိုက်တဲ့အခါမှာတော့ဘယ်တော့မှမစားဘူးတဲ့ကဘာကျော်အရသာမျိုးကြောင့်အားလုံးကပျော်မြူးပြီးကခုန်ပြီးတောင်ကောင်းပွန်သွားတယ်။ဒီဇလန်က Legend of the Dragon Chef ဒါမှမဟုတ်အလားတူအချက်ပြုတ်ဇက်လန်းမျိုးတွေကိုပြန်ပြောပြနေတယ်လို့ပါတယ်